တလအတွင်းထဲမှာလူတယောက်ကပေါင်20လောက်ကျသွားရင်အဲ့ဒီလူကမကြမ်းမာတော့ဘူးလို့ထင်နေကြရမလားတကယ်တော့ဝေးအများကြီးကျတာနဲ့မကြမ်းမာမှုဟာအမြဲတမ်းတူညီမှုရှိနေတာတော့မဟုတ်ပါဘူးလူတော်တော်များများကတလအတွင်းထဲမှာ15ပေါင်လောက်ကျသွားတယ်ပေါင်20လောက်ကျသွားရင်အန္တရာယ်ရှိတယ်လို့ပြောကြတယ်ဒါပေမဲ့အရေးကြီးတာကဘလောက်ကျသွားတယ်လဲဆိုတာကအရေးကြီးတာမဟုတ်ဘူးလက်ရှိ body weight ရဲ့ဘလောက် percent ကျသွားတယ်လဲဆိုတာပဲအရေးကြီးတယ်ဥပမာပေါင်100ရှိတဲ့သူတယောက်အတွက်ပေါင်20လောက်ကျသွားရဲဆိုတာကသူ့ body weight ရဲ့ 20% ဖြစ်တယ်ဒါပေမဲ့ပေါင်300လောက်ရှိတဲ့သူတယောက်အတွက်တစ်လအတွင်းထဲမှာပေါင်20လောက်ကျသွားရဲဆိုတာကသူ့ body weight ရဲ့ 6.7% ပဲဖြစ်တယ်ဒီတော့ပေါင်20ကျသွားတာချင်းအတူတူဆိုပေမဲ့ခန္ဓာကိုယ်ပေါ်မှာတက်ရောက်တဲ့တက်ရောက်မှုကတော့လုံးဝမတူတော့ဘူးဒါကြောင့်မလို့ body weight ဘယ်နှပေါင်ကျသွားတယ်လဲဆိုတာကိုမတိုင်းတာပဲနဲ့ဘလောက် percent နဲ့ကျသွားတယ်လဲဆိုတာကိုကြည့်ဖို့လိုအပ်ပါတယ်အဝလွန်တဲ့သူအများစုကပထမပိုင်းမှာသူတို့ရဲ့ခန္ဓာကိုယ်မှာရေဓာတ်တူလောင်တာတွေရှိတယ် glycogen တူလောင်တာတွေရှိတယ်ဒီလိုအခါမျိုးမှာသူ့ရဲ့ငကိုများနေတဲ့ fat percent တွေရှိနေတယ်အဲ့ဒီခါမျိုးမှာ weight ကျသွားတာကသူများထက်ပိုပြီးတော့မြန်တယ်ပြီးတော့ပေါင်ချိန်များများလဲကျနိုင်တယ်ဒါကြောင့်မလို့ပထမလအတွင်းထဲမှာပေါင်200 250 300ရှိတဲ့သူတွေကဝိတ်များများကျသွားတယ်တိတိတသာကျသွားတယ်ဆိုတာကအရင်ထူးထူးဆန်းဆန်းကိစ္စတော့မဟုတ်ဘူးဒါကကျွန်တော် client ရဲ့ result သူစသချင်းကျွန်တော်စီမှာတင်တန်းအပ်တုံးကပေါင်210တောင်မှရှိတယ်အခု3လပြည့်တဲ့အချိန်မှာပေါင်160ပဲသူမှရှိတော့တယ်3လကိုပေါင်50လောက်ကျသွားတယ်ဆိုပေမဲ့တလချင်းစီပြန်မြတွက်လိုက်တဲ့ခါမျိုးမှာသူခန္ဓာကိုယ် body weight ရဲ့ 7.9% နဲ့ပဲ weight ကျသွားတာဖြစ်ပါတယ်။တာမန်အဝလွန်နေတဲ့သူတယောက်အတွက်သူ body weight ရဲ့ 5% နဲ့ကနေပြီးတော့ 10% နဲ့အထိကျန်းမာရေးမထိခိုက်ပဲနဲ့ကြမ်းမာနဲ့ကြွက်သားတိဆောက်ရင်းနဲ့ weight ချသွားလို့ရပါတယ်။မိတ်ဆွေအနေနဲ့လက်ရှိ body weight ကဘယ်လောက်လဲမိတ်ဆွေ body weight ရဲ့ 10% နဲ့ဆိုရင်ဘယ်လောက်ဖြစ်မလဲဒါလေးကိုကျွန်တော်ရဲ့ comment အောက်မှာချပြီးရေးခဲ့ပြီးလို့ရပါတယ်မိတ်ဆွေရဲ့ခန္ဓာကိုယ်ရဲ့ 5% နဲ့ကနေ 10% နဲ့အထိတလားခွဲအတွင်းထဲမှာ weight တိတိတသာကျသွားဖို့အတွက်ကျွန်တော်တာဝန်ယူပေးနိုင်ပါတယ်ဘလို့တာဝန်ယူပေးမှလဲဆိုရင်ကျွန်တော်ရဲ့ next body weight loss program ကနေပြီးတော့မှလာမယ့်9လပိုင်း1ရက်နေ့မှာအတန်းတစ်ဖွင့်လှစ်ဖို့ရှိပါတယ် online class ပါ3လသင်တန်းပါဒီ3လအတွင်းထဲမှာခုနကပြောခဲ့သလိုမျိုးပဲကြမ်းမာနဲ့ကြွက်သားတိဆောက်ရင်းနဲ့ကျန်းမာရေးလုံးဝမထိခိုက်ပဲနဲ့ကျွန်တော် 5% နဲ့ကနေ 10% နဲ့အထိမိတ်ဆွေရဲ့ခန္ဓာကိုယ် body weight ကို short ချသွားလို့ရပါတယ်ဒါလားစင်ပေါ့နော်ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ fitness trainer နန္ဒဖြစ်ပါတယ်